လုပ်ငန်းရှင်ကခွင်းတဲ့မိသားစု၏မောက်မာမှုများနှင့်ရင်း၏အိမ်ကိုတိုက်ခိုက်ရန်လူများစေလွှတ်ခဲ့ခြင်းအတွက်ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါသည်ခွင်းတဲ့ဖခင်ကပိုင်ဆိုင်မှုတစ်ဝက်ကိုပေးအပ်ပါကမိသားစုအသက်ကိုချမ်းသာပေးရန်တောင်းဆိုတော်လဲလုပ်ငန်းရှင်ကတင်းတို့၏မိုင်းမဲမှုများအတွက်အပြေမပေးဘဲညှင်းဆန်လိုက်သည်လုပ်ငန်းရှင်ကခွင်းတဲ့နှင့်သူ၏သားတို့ကို Cloud City မှထွက်ခွာသွားရန်နှင့်တတ်မှတ်ရက်အတွင်းတင်းတို့မိသားစုဒေဝါလီခံလိုက်ရကြောင်းသတင်းစာများတွင်ဖော်ပြရမည်ဟုအမိန့်ပေးလိုက်သည်ခွင်းတဲ့ဖခင်သည်လုပ်ငန်းရှင်ကိုစိတ်ချစေရန်အတွက်မောက်မာခဲ့သူများကိုအဆိုးရွားဆုံးသောနည်းလမ်းများဖြင့်အပြစ်ပေးကနောက်တစ်နေ့၏နေအောင်ကိုမြင်တွေ့ခွင့်မရစေရဟုကတိပေးလိုက်သည်ဖခင်ဖြစ်သူ၏ဆုံးဖြတ်ချက်ကိုလက်ခံပြီးနောက်လုပ်ငန်းရှင်ကထိုနေရာမှအေးဆေးတည်ငြိမ်စွာဖြင့်ထွက်ခွာသွားပါသည်ဇက်ဆောင်သည်ဂင်းဤမိခင်နှင့်အတူမနက်စာစားတောက်နေပြီးတည်ငြိမ်အေးချမ်းသောအချိန်လေးကိုဖြတ်တန်းနေသည်မိခင်ဖြစ်သူအားအန္တရာယ်ကင်းရှင်းကြောင်းနှင့်စိုးရိမ်စရာမလိုတော့ကြောင်းဇက်ဆောင်ကစိတ်ချလက်ချပြောဆိုကာနှစ်သိမ့်ပေးလိုက်သည်မိခင်ကလင်းအနေဖြင့်ကြောက်ရွံ့ခြင်းမရှိကြောင်းနှင့်ညဘက်တွင်မိုးရွာသည့်အတွက်အိမ်မပျော်ခြင်းသာဖြစ်ကြောင်းပြန်လည်ဖြေကြားသည်မိခင်ဖြစ်သူကမြို့ပြတွင်နေထိုင်ရသည်မှာလုံခြုံမှုမရှိဟုခံစားရသဖြင့်အခြားမြို့သို့ပြောင်းရွှေ့နေထိုင်ရန်ဇက်ဆောင်အားအကြံပြုတောင်းဆိုသည်ဇက်ဆောင်ကမိခင်၏ပုံမှန်မဟုတ်သောအမူအရာကိုတတိပြုမိသွားပြီးတစုံတစ်ခုကိုဖုံးကွယ်ထားခြင်းရှိမရှိမေးမြန်းစစ်ဆေးသည်မိခင်ဖြစ်သူကမိသည့်အရာများဖုံးကွယ်ထားခြင်းမရှိကြောင်းညှင်းဆိုပြီးအခန်းတွင်းသို့ပြန်လည်ဝင်ရောက်ကာအနားယူသွားသည်အဓိကဇက်ဆောင်ဖြစ်သူလုပ်ငန်းရှင်သည်ရင်းဤမိခင်အားစိတ်ပူနေတော်လဲရင်းတို့မိသားစုကိုဒုက္ခပေးနေသောရန်သူများကြောင့်ပြဿနာဖြစ်နေကြောင်းနားလည်ထားသည်လုပ်ငန်းရှင်၏လက်ထောက်ကရင်းတို့စုံစမ်းထားသောအချက်အလက်များကိုဖုံးဆက်ပြောပြရာပြီးခဲ့သည့်ရက်ကဖန်ဆီးထားသော manager Pence ထံမှဝန်ခံချက်ရရှိထားကြောင်းသိလိုက်ရသည်မိခင်ဖြစ်သူ၏ယတနာဆိုင်ကိစ္စသည်မတော်တဆမှုမဟုတ်ဘဲအစီအစဉ်ဆွဲပြီးလှုပ်ဆောင်ထားခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်သဘောပေါက်သွားသည်လုပ်ငန်းရှင်ကပြင်းဤနောက်ွယ်မှကျိုးကင်သူကိုမေးမြန်းရာလက်ထောက်ကမိခင်ဖြစ်သူယတနာဆိုင်သို့မတွားရောက်မီတရက်အလိုတွင်အမည်မသိလူတဦးမှ manager Pence လျှို့ဝှက်အကောင့်ထဲသို့ American dollar တန်း50လွှဲပေးထားကြောင်းအစီရင်ခံလိုက်သည်လုပ်ငန်းရှင်၏လက်ထောက်ကမိခင်ဖြစ်သူ၏ယတနာဆိုင်ကိစ္စအတွက် American dollar တန်း50လွှဲပြောင်းပေးထားကြောင်းနှင့်ရန်သူများ၏ရည်ရွယ်ချက်မှာမိခင်ဖြစ်သူအားဒေါသထွက်စေပြီးဒင်းတို့၏ Supreme Black Card ကိုထုတ်ယူခိုင်းကဖျက်ဆီးပြရန်ဖြစ်ကြောင်းတင်ပြနေသည်လုပ်ငန်းရှင်ကဒင်းတို့၏ရည်ရွယ်ချက်မှာ Black Card ကိုဖျက်ဆီးပြီးမိခင်ဖြစ်သူ၏ဒီနေရာကိုအတိအကျသိရှိရန်ကြိုးစားနေခြင်းဖြစ်ကြောင်းခန့်မှန်းမိလိုက်သည်လက်ထောက်ကငွေလွှဲပြောင်းမှုများကိုခြေရာခံရာတွင်ရန်ပုံငွေများသည့်ပြည်ပနိုင်ငံရဲ့ခြားရှိဘဏ်စည်းများမှတဆင့်ခွာချထားပြီးနောက်ဆုံးရင်းမြစ်မှာမြို့တော် Capital City သို့ဦးတည်နေကြောင်းပြောကြားလိုက်သည်လုပ်ငန်းရှင်ကမြို့တော်မှာတော်မိသားစုဖြစ်ကြောင်းခန့်မှန်းပြောဆိုလိုက်ရာလက်ထောက်မှာအံ့အားသင့်ကမြည်တို့သိရှိသွားသည်ဟုပြန်လည်မေးမြန်းနေသည်လုပ်ငန်းရှင်ကပြင်းဤမိခင်အားဒုက္ခပေးသည့်ရန်သူများမှာမြို့တော်၏ထိပ်တန်းလျှို့ဝှက်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ကြောင်းသိရှိသွားသည်ထိုရန်သူများတော်မိသားစုသည်ခွင်းထက်မိသားစုထက်အစပေါင်းများစွာပိုမိုအစွမ်းထက်ပြီးကမ္ဘာအနှံ့အစိုးရနိုင်သူများဖြစ်ကြောင်းလက်ထောက်ဖြစ်သူကသတိပေးလိုက်သည်သို့သောလုပ်ငန်းရှင်ကအဆိုပါလုပ်ငန်းစုကြီးကိုဂရုမစိုက်ဘဲရင်းဤမိခင်အားထိပါသူတိုင်းကိုမိသားစုတစ်ခုလုံးပြကျသွားစေမည်ဟုပြတ်သားစွာပြောဆိုလိုက်သည်ထို့နောက်လုပ်ငန်းရှင်သည်ရင်းဤမိခင်အားအခန်းတွင်ဝင်ရောက်၍ခေါ်ယူပြောဆိုရန်ကြိုးစားလိုက်သည်အခန်းတွင်သို့ရောက်ရှိသွားသောအခါမိခင်ဖြစ်သူမှာအခန်းထဲတွင်မရှိတော့ဘဲပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်လုပ်ငန်းရှင်သည်ရင်းဤမိခင်ရေးသားထားသောထွက်ခွာသွားကြောင်းစာလွှာကိုဖတ်ရှုပြီးနောက်ဝမ်းနည်းကြေကွဲနေသည်မိခင်ဖြစ်သူကမြို့တော်၏အင်အားကြီးမားသောတော်မိသားစု၏အန္တရာယ်ကိုတတိပေးထားပြီးရင်းတို့ကိုခွေးထက်ပင်ပုံမဆိုးရွားသောရန်သူများအဖြစ်ဖော်ပြထားသည်Black Card ကိုဖျက်ဆီးလိုက်ခြင်းသည်တော်မိသားစုမှရင်းကိုပေးလိုက်သည့်နောက်ဆုံးတတိပေးချက်ဖြစ်ပြီးမိခင်ဖြစ်သူကရင်းအားပေးကင်းစေရန်အတွက်အဝေးသို့ထွက်ခွာသွားခြင်းဖြစ်ကြောင်းစာထဲတွင်ရေးသားထားသည်စာကိုဖတ်ပြီးတွင်လုပ်ငန်းရှင်ကဝမ်းနည်းမှုနှင့်ဒေါသကိုထိန်းချုပ်မရတော့ဘဲငိုရှိုက်နေသည်လုပ်ငန်းရှင်ကပြင်းဤလက်ထောက် Black Wolf ကိုအော်ခေါ်လိုက်ရာလက်ထောက်ကဝင်ရောက်လာပြီးမိမိ၏လုံခြုံရေးစနစ်များကိုဟက်ကာများကဖောက်ထွင်းဝင်ရောက်သွားကြောင်းအစီရင်ခံလိုက်သည်ဟက်ကာတဦးကလုပ်ငန်းရှင်၏လုံခြုံရေးစနစ်ကိုအချိန်တိုအတွင်းဖောက်ထွင်းဝင်ရောက်ခဲ့ပြီးကျွမ်းကျင်သူ၄ဦးကအဆောင်များကိုတိုက်ခိုက်ကမိခင်ဖြစ်သူကိုပြန်ပေးဆွဲသွားကြောင်းလက်ထောက်ဖြစ်သူကအစီရင်ခံလိုက်သည်လုပ်ငန်းရှင်ကမိမိကိုယ်တိုင်တက်ဆင်ထားသောလုံခြုံရေးစနစ်ကိုအလွယ်တကူဖောက်ထွင်းသွားနိုင်ခြင်းအတွက်အံ့အားသင့်သွားပြီးတော်မိသားစု၏စွမ်းဆောင်ရည်ကိုတတိပြုမိသွားသည်ထို့နောက်လုပ်ငန်းရှင်ထံသို့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်ရှိလာပြီးဖုန်းပြောသူကသူ့ကို Emperor Rebase ဟုခေါ်ဆိုကာယင်းနှီးသည့်ပုံစံဖြင့်ဆက်နောက်ပြောဆိုနေသည်ဖုန်းပြောသူမှာမြို့တော်ရှိတော်မိသားစု၏တတိယမြောက်ဆက်ခံသူ Ethan Thorne ဖြစ်ကြောင်းသိရှိလိုက်ရပြီးလုပ်ငန်းရှင်ကမိမိ၏မိခင်ဘယ်မှာရှိသနည်းဟုပြန်လည်မေးမြန်းလိုက်သည်လုပ်ငန်းရှင်ကသူ့မိခင်ကိုဘယ်မှာဖမ်းထားလဲလို့မေးမြန်းလိုက်ပါတယ်Ethan Thorne ကသူဟာတော်မိသားစုရဲ့တတိယမြောက်ဆက်ခံသူဖြစ်ကြောင်းပြောပြပြီးမိခင်ဖြစ်သူကိုသူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့မြို့တော်စီခေါ်ဆောင်သွားနေတယ်လို့ဆိုပါတယ်လုပ်ငန်းရှင်ကဘာလို့ကျလို့လဲလို့မေးမြန်းလိုက်ပါတယ်Ethan Thorne ကခွင်းတဲ့မိသားစုရဲ့လှုပ်ဆောင်ချက်ကြောင့်လုပ်ငန်းရှင်ဟာ Emperor Rebase ဖြစ်မှန်သူတို့သိသွားပြီလို့ပြောပါတယ်Habis Empire ဟာကမ္ဘာပြည်ပငွေကြေးရဲ့သုံးပုံတစ်ပုံကိုထိန်းချုပ်ထားတဲ့အတွက် Thorne မိသားစုဟာအဲ့ဒီစည်းစိမ်တွေကိုလိုချင်နေတယ်လို့ဝန်ခံလိုက်ပါတယ်နောက်ဆုံးမှာတော့လုပ်ငန်းရှင်ကအချိန်24နာရီတာပေးထားကြောင်းသတိပေးလိုက်ပါတယ်လုပ်ငန်းရှင်က Ethan Thorne ထံသို့ဖုန်းဆက်၍24နာရီအတွင်းတပေ Sapphire အချက်လက်များနှင့်ပိုင်ဆိုင်မှုများအားလုံးကိုယူဆောင်ကမြို့တော်သို့တဦးလဲလာရောက်ရန်ပြောကြားလိုက်သည်အကယ်၍နောက်ကျပါက Ethan Thorne မိခင်ဖြစ်သူအားအပြစ်ပေးမည်ဟုလုပ်ငန်းရှင်ကပြင်းထန်စွာချိန်ချောက်လိုက်သည်လုပ်ငန်းရှင်က24နာရီအတွင်းမြို့တော်သို့ရောက်ရှိလာမည်ဖြစ်တော်လဲပိုင်ဆိုင်မှုများပေးအပ်ရန်မဟုတ်ဘဲ Thorne မိသားစုတစ်ခုလုံးကိုအမြင့်ဖြတ်ရန်ဖြစ်ကြောင်းပြန်လည်ပြောကြားလိုက်သည်လုပ်ငန်းရှင်သည်ရင်း၏အဖွဲ့အစည်း Airbase Domain EU ထံသို့အကြောင်းကြားပြီး12 bar chance ခေါ်အဖွဲ့ဝင်များအားလုံးကိုနှိုးဆော်ကာအရန်ငွေကြေးအားလုံးကိုစုစည်းရန်အမိန့်ပေးလိုက်သည်နောက်ဆုံးတွင်လုပ်ငန်းရှင်ကယနေ့ညတွင်မြို့တော်တစ်ခွင်လုံးကိုတုံးလုပ်သွားစေမည်ဟုကြုံးဝါလိုက်ပြီးရင်း၏လက်ထောက်မှလည်းအမိန့်ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းအတည်ပြုလိုက်သည်လုပ်ငန်းရှင်သည်ရင်း၏မိခင်အားပြန်ပေးဆွဲခံထားရမှုအတွက်အလွန်အမင်းဒေါသထွက်လျက်ရှိပြီးရင်း၏အဖွဲ့အစည်းအားလုံးကိုလှုပ်ရှားစေရန်နှင့်လျှို့ဝှက်ရန်ပုံငွေများအားလုံးကိုစုစည်းရန်အမိန့်ပေးလိုက်သည်သူ၏လက်ထောက်အားမြို့တော်တစ်ခုလုံးကိုတုံးလုပ်သွားစေမည်ဟုကြုံးဝါလိုက်ပြီးရင်း၏လက်ထောက်မှလည်းအမိန့်ကိုအမြန်ဆုံးအကောင့်ထဲပေါ်ရန်တွားရောက်ခဲ့သည်လုပ်ငန်းရှင်သည်သူ၏ကိုယ်ပိုင်လေယာဉ်ကိုအသုံးပြုကာရန်သူများရှိရာနေရာသို့လေကြောင်းမှတဆင့်ရောက်ရှိလာခဲ့သည်လေယာဉ်မှဆင်းလာပြီးနောက်မိခင်ဖြစ်သူအားကျိုးတုပ်ကဖမ်းဆီးထားသည်ကိုတွေ့ရှိရပြီးလုပ်ငန်းရှင်၏ဒေါသများပုံမတောက်လောင်လာသည်ရန်သူဖြစ်သူ Ethan Thorne ကလုပ်ငန်းရှင်အား Emperor Rebase ဟုခေါ်ဆိုကာတယောက်တည်းရဲရဲဝံ့ဝံ့လာရောက်နိုင်သည့်အတွက်လောင်ပြောင်ဆနောက်လိုက်သည်
အီဒန်သောရင်ကလုပ်ငန်းရှင်တယောက်တည်းလာရောက်လိမ့်မည်ဟုမထင်မှတ်ထားခဲ့ပဲအဖော်ပါလာမည်ဟုယူဆထားသည့်အတွက်လုပ်ငန်းရှင်အားပုံမမိုက်မဲသည်ဟုထင်မြင်ကြောင်းပြောဆိုလိုက်သည်လုပ်ငန်းရှင်သည်စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ထားတော်လဲသူ၏ဒေါသကိုလက်သီးဆုပ်ထားသည့်ပုံစံဖြင့်ပြသလိုက်သည်အီဒန်သောရင်ကအဓိကဆက်ဆောင်ဖြစ်သူကိုလှောင်ပြောင်တရော်လိုက်သည်ဆက်ဆောင်ကရင်းဤမိခင်ကိုလွှတ်ပေးရန်နှင့်လွှတ်ပေးပါကကင်းအားအသက်ချမ်းသာပေးနိုင်ကြောင်းပြောကြားလိုက်သည်အီဒန်သောရင်ကဆက်ဆောင်၏တောင်းဆိုချက်ကိုရေမော၍ညှင်းဆန်လိုက်သည်အီဒန်သောရင်ကဆက်ဆောင်၏မိခင်ကိုဓားဖြင့်ထောက်၍ချင်းချောက်ကကင်းတို့သည်အင်အားကြီးသည့် capital city တွင်ရှိနေကြောင်းကြုံဝါလိုက်သည်အီဒန်သောရင်ကဆက်ဆောင်အားတပိတ်စံဖာရစီးစိမ်များကိုအနံ့ရန်နှင့်ရင်းဤရှိတွင်ဒူးထောက်တောင်းပန်ရန်တောင်းဆိုလိုက်သည်အီဒန်သောရင်ကဆက်ဆောင်၏မိခင်ကိုအသက်သက်ပြစ်မည်ဟုထပ်မံချင်းချောက်လိုက်သည်ဆက်ဆောင်ကရင်းဤမိခင်အားစိတ်မပူရန်နှင့်ကယ်တင်ပေးမည်ဟုကတိပေးလိုက်သည်ဆက်ဆောင်ကအီဒန်သောရင်အားသူသည်တဦးလဲလာရောက်ခြင်းဟုတ်မဟုတ်ကိုမေးခွန်းထုတ်လိုက်သည်အီဒန်သောရင်ကအဓိကဆက်ဆောင်ကိုတယောက်တည်းလာရောက်ခြင်းအတွက်လှောင်ပြောင်ရဆက်ဆောင်ကရင်းဤအဘိစဖာရကိုမိသူများတားဆီးနိုင်မည်မဟုတ်ကြောင်းပြန်လည်တုံ့ပြန်လိုက်သည်အီဒန်သောရင်ကရင်းဤလုံခြုံရေးစနစ်မှာကမ္ဘာအကောင်ဆုံးဖြစ်ပြီးမိသူများဖောက်ထွင်းနိုင်မည်မဟုတ်ကြောင်းထပ်မံ၍လှောင်ပြောင်လိုက်သည်ရုတ်တရက်အနီးနားတွင်ကြီးမားသောပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်အဆောင်တအူးကရင်းတို့၏လက်နက်တိုက်ပောက်ကွဲသွားကြောင်းနှင့်ရင်းတို့ဝိုင်းရန်ခံထားရပြီဖြစ်ကြောင်းကြောက်ရွံ့စွာအစီရင်ခံလိုက်သည်အီဒန်သောယုံကြည်မှုများပြပြသွားပြီးဆက်ဆောင်၏တပ်ဖွဲ့ဝင်များကရင်းတို့အားဝိုင်းရန်ထားသည်ကိုတွေ့လိုက်ရသည်အီဒန်သောမိသားစုဂုဏ်ယူနေသောအင်အားကိုရင်းကလုံးဝအထင်မကြီးကြောင်းနှင့်ယခုအချိန်မှစ၍ရင်းကသာစီးမြင့်များကိုတတ်မှတ်သူဖြစ်ကြောင်းကြုံဝါလိုက်သည်12 Archons အဖွဲ့ဝင်များကလုပ်ငန်းရှင်အားအယိုအသေးပေးပြီး Abyss တပ်ဖွဲ့ဝင်များကမြို့တော်၏ထွက်ပေါက်အားလုံးကိုပိတ်ဆို့ထားပြီးဖြစ်ကြောင်းနှင့်အီဒန်သောအခြေစိုက်စခန်းများအားလုံးကိုလည်းရှင်းလင်းထားကြောင်းအစီရင်ခံတင်ပြသည်အီဒန်သောမှာအလွန်တုံ့လောက်သွားပြီးရင်း၏အဆောက်များအားလုပ်ငန်းရှင်ကိုတပ်ပစ်ရန်အော်ဟစ်အမိန့်ပေးကတင်းတို့ကိုငွေကြေးအမြောက်များဖြင့်စုချမည်ဟုလောဘတက်စွာကန့်လန့်လိုက်သည်အီဒန်သောသည်ဆက်ဆောင်၏မိခင်အားဓားဖြင့်ထောက်၍ချင်းချောက်ကရင်းကိုတပ်သူအားငွေကြေးအမြောက်များပေးအပ်မည်ဟုကြုံဝါနေသည်ဆက်ဆောင်အားအနီးသို့မလာရန်နှင့်ထပ်မံလှုပ်ရှားပါကရင်း၏မိခင်အားအသက်ဆုံးရှုံးစေမည်ဟုချင်းချောက်သည်ဆက်ဆောင်ကဤသို့အသက်ဆုံးရှုံးရမည့်အခြေအနေမျိုးကိုအီဒန်သောအနေဖြင့်လှုပ်ဆောင်ရန်အရေးချင်းမရှိကြောင်းအေးဆေးစွာပြန်လည်ပြောဆိုလိုက်သည်ဆက်ဆောင်သည်အလွန်မြန်ဆန်သောလှုပ်ရှားမှုဖြင့်အီဒန်သောလက်ကိုဖမ်းချုပ်ကဓားကိုလူယူလိုက်ပြီးသူ၏လက်မှာအလွန်နှေးကွေးကြောင်းဝေဖန်လိုက်သည်အီဒန်သောအော်ဟစ်နေစဉ်ဆက်ဆောင်ကတင်းအားကန်ထုတ်လိုက်ပြီးဆက်ဆောင်၏မိခင်ကိုကယ်တင်နိုင်ခဲ့သည်ဆက်ဆောင်သည်အီဒန်သောအားအနိုင်ယူလိုက်ပြီးနောက်ရင်း၏မိခင်ထံသို့ပြေးသွားကကြိုးများဖြည့်ပေး၍ပါဇက်မအဝတ်ကိုဖယ်ရှားပေးလိုက်သည်ဆက်ဆောင်ကမိခင်ဖြစ်သူအားနောက်ကျသွားသည့်အတွက်တောင်းပန်လိုက်ရမိခင်ဖြစ်သူကဆက်ဆောင်အားအနေအများသည့်အတွက်ဤနေရာသို့လာရန်မသင့်တော်ကြောင်းစိုးရိမ်တကြီးပြောဆိုလိုက်သည်ဆက်ဆောင်၏တပ်ဖွဲ့ဝင်များကအခြေအနေကိုထိန်းချုပ်လိုက်ပြီးရန်သူများအားလက်နက်ချခိုင်းလိုက်သည်ထိုအချိန်တွင်တက်ကြီးရွယ်ကိုအမျိုးသားတဦးပေါ်လာပြီးမြင်းမာဆက်ဆောင်၏အဖိုးဖြစ်ကြောင်းနှင့်မိခင်ဖြစ်သူအားထိခိုက်စေရန်မရည်ရွယ်ကြောင်းလန်တော်လုံးရများသာဖြစ်ပြီးကင်းအားအပြစ်ပေးမည်ဟုအကြောင်းပြပြောဆိုလိုက်သည်အဖိုးဖြစ်သူကဆက်ဆောင်အားအောင်မြင်မှုများရှိနေပြီဖြစ်သည့်အတွက်မိသားစုထံပြန်လာရန်နှင့်တော်မိသားစုအားလက်ခံရန်ဖြောင်းဖြလိုက်သည်မိခင်ဖြစ်သူကအဖိုးဖြစ်သူ၏တရုပ်ဆောင်နေမှုများကိုမယုံကြည်ကြောင်းပြောဆိုလိုက်သည်ဆက်ဆောင်၏မိခင်ကအဖိုးဖြစ်သူအားအရင်ကလုပ်ခဲ့သည့်လုပ်ရများကိုပြန်ပြောပြပြီးရင်းတို့မိသားစုကိုနှစ်ပေါင်း25နှစ်ကမိသားစုထဲမှနှင်ထုတ်ခဲ့ကြောင်းနှင့်နှင်းကြနေချိန်တွင်ပင်လူသက်သမားများလှုပ်၍လိုက်လံတပ်ဖြတ်စေခဲ့ကြောင်းဆွဆွဲလိုက်သည် Cloud City တို့သာထွက်မပြေးခဲ့ပါကယခုအချိန်တွင်ရင်းတို့နှစ်ဦးတည်ဆုံပြီးဖြစ်မည်ဟုမိခင်ဖြစ်သူကပြောကြားလိုက်ပြီးယခုအချိန်မှလာရောက်၍မိသားစုအကြောင်းပြောနေခြင်းကိုအံ့အားသင့်စွာမေးခွန်းထုတ်လိုက်သည်ဆက်ဆောင်ကလည်းရင်းတို့အားအရင်ကမြေမုံတပွဲသဘောထားခဲ့ပြီးယခုမှရင်းသည် Emperor Abyss ဖြစ်မှန်းသိသောအခါရင်းနှီးအောင်လုပ်ချင်နေခြင်းကိုဝေဖန်လိုက်သည်ဆက်ဆောင်ကအဖိုးဖြစ်သူအားအသက်ရွယ်ကြီးရင်လာ၍မေ့လျော့နေပြီလားဟုမေးခွန်းထုတ်လိုက်ပြီးအဖိုးဖြစ်သူကရင်းတို့မိသားစုကပင်မွေးမြူထားခဲ့ခြင်းဖြစ်၍မိသားစုအတွက်အနစ်နာခံရမည်ဟုပြန်လည်အော်ဟစ်ပြောဆိုလိုက်သည်သောမိသားစု၏အကြီးအကဲဖြစ်သူကရင်းတို့မိသားစု၏အရေးကြီးဆုံးသောစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အီဒန်သောမှာယောဂဆိုးကြီးခံစားနေရကြောင်းနှင့်အင်အားကယ်တင်နိုင်သူမှာဆက်ဆောင်တဦးသာရှိတော်ကြောင်းပြောကြားလိုက်သည်အဖိုးဖြစ်သူကဆက်ဆောင်အားမိသားစု၏အခြေခံအုတ်မြစ်ကိုထိမ့်သိမ်းရန်အတွက်ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းဤလုပ်ရအတွက်အပြစ်ရှိသလားဟုမေးခွန်းထုတ်သည်ဆက်ဆောင်ကသောမိသားစု၏အခြေခံအုတ်မြစ်သည်ဒန်သောဖြစ်ပါကရင်းကိုယ်တိုင်ပင်အဆိုပါအခြေခံအုတ်မြစ်နှင့်နှစ်ပေါင်းရာချီတက်တန်းရှိသည့်ရင်းတို့မိသားစု၏အမွေနှင့်များကိုတဆစီချေမုန်းဖျက်ဆီးပစ်မည်ဟုပြင်းထန်စွာကြုံဝါလိုက်သည်ဆက်ဆောင်ကရင်း၏တပ်ဖွဲ့ဝင်များအား Protocol 0ကိုစတင်ဆောင်ရွက်ရန်အမိန့်ပေးလိုက်သည်ဆက်ဆောင်သည်ရင်း၏လက်အောက်ငယ်သားအား Protocol 0ကိုစတင်ဆောင်ရွက်ရန်အမိန့်ပေးလိုက်သည်မိနစ်အတွင်းသောမိသားစု၏ကမ္ဘာတဝန်းရှိပိုင်ဆိုင်မှုများလီယံ80ခုရှိသောယုံကြည်မှုရန်ပုံငွေများအားလုံးကိုပျက်စီးစေရန်အမိန့်ပေးခဲ့သည်ထို့ပြင်သောမိသားစု၏ရှယ်ယာများအားအသုံးမဝင်သောစာရွက်များအဖြစ်ပြောင်းလဲပြရန်နှင့်ဒါကိုမှငွေကြေးဆိုင်ရာချိတ်ဆက်မှုများကိုဖျက်တောက်ပြရန်သောမိသားစုအားအမြင့်ဖြတ်ချေမှုန်းပြရန်အမိန့်ပေးလိုက်သည်လက်အောက်ငယ်သားများကအမိန့်ကိုလက်ခံရရှိပြီးအစီအစဉ်ကိုစတင်ဆောင်ရွက်လိုက်သည်အဖိုးဖြစ်သူကဆက်ဆောင်၏လုပ်ရက်ကိုမယုံကြည်နိုင်စွာဖြင့်သောမိသားစု၏အခြေခံအုတ်မြစ်မှာအလွန်နဲ့ဆိုင်ကြောင်းနှင့်မိနစ်အတွင်းမြည်တို့များဖျက်ဆီး၍မရနိုင်ကြောင်းစိန်ခေါ်လိုက်သည်ရုတ်တရက်အဆောင်အချို့ပြေးဝင်လာပြီးရင်းတို့၏လုပ်ငန်းများအားပြိုင်ဘက်အဖွဲ့အစည်းများကတပြိုင်နက်တည်းတိုက်ခိုက်နေကြောင်းနှင့်ရင်းတို့၏ပြည်ပငွေကြေးဆိုင်ရာချိတ်ဆက်မှုများပြတ်တောက်သွားပြီဖြစ်ကြောင်းသတင်းဆိုးပေးလိုက်သည်သောမိသားစု၏လုပ်ငန်းများမှာပြိုလဲသွားပြီးရင်းတို့၏ပြည်ပငွေကြေးဆိုင်ရာချိတ်ဆက်မှုများပြတ်တောက်သွားကလုပ်ငန်းဖက်ပေါင်းရာနှင့်ချီ၍လည်းစာချုပ်များဖျက်သိမ်းလိုက်သည်သောမိသားစု၏အများပိုင်ကုမ္ပဏီရှိတစ်ခုမှလည်းဈေးကွက်အတွင်းအကြီးအကျယ်ကျဆင်းသွားပြီးငွေကြေးတန်ဖိုး300ဘီလီယံကျပ်ကျော်ဆုံးရှုံးသွားသောကြောင့်အဖိုးဖြစ်သူမှာအလွန်တုံ့လောက်ကနှစ်ပေါင်းရာချီတက်တန်းရှိသည့်မိသားစုအမွေနှင့်များပျက်စီးသွားရသည့်အတွက်ဝမ်းနည်းပူဆွေးနေသည်ဆက်ဆောင်ကဤဒီမှာအစပြိုးခြင်းသာဖြစ်ပြီးငွေကြေးဆိုင်ရာချေမှုန်းခြင်းမှာပထမအဆင့်သာဖြစ်ကြောင်းနောက်ထပ်မိခင်ဖြစ်သူအားထိခိုက်စေရန်ကြံစည်ခဲ့သည့်အတွက်အသွေးသားဖြစ်ရင်းသောအကျွေးများကိုဆက်ရမည်ဖြစ်ကြောင်းပြတ်သားစွာပြောဆိုလိုက်သည်ဆက်ဆောင်ကမိမိမိခင်ကိုအတုံးချ၍အသက်ရှင်ရန်စူးစမ်းနေသည့်အဆိုပါတန်သောလက်ဆိုသူအားမျက်မြင်ကိုတွေးကြည့်ရှုရန်အတွက်ရင်းဤလက်အောက်ငယ်သားများအားခေါ်ထုတ်လာရန်အမိန့်ပေးလိုက်သည်လက်အောက်ငယ်သားများကဆက်ဆောင်၏အမိန့်ကိုလိုက်နာကတန်သောကိုခေါ်ထုတ်လာကြသည်အီဒန်သောကမိမိမှာမြည်သူဖြစ်ကြောင်းကြုံဝါပြီးသူ၏အဖိုးဖြစ်သူအားအကူအညီတောင်းကဆက်ဆောင်တို့အားအနိုင်ယူရန်ပြောဆိုလိုက်သည်ဆက်ဆောင်၏မိခင်ဖြစ်သူကအီဒန်သောနှင့်အဖိုးဖြစ်သူနှင့်တွေ့ဆုံချိန်တွင်အခြေအနေကိုနားမလည်စွာမေးမြန်းလိုက်သည်
အဖိုးဖြစ်သူမှာအလွန်တုန်လှုပ်နေပြီးရင်းတို့မိသားစု၏လုပ်ငန်းများပျက်စီးသွားပြီဖြစ်ကြောင်းနှင့်မှားယွင်းသောသူကိုရန်ဆက်မိကြောင်းဝမ်းနည်းစွာညှိတွားနေသည်ဇက်ဆောင်ကအဒန်သောနအားတိုက်ရိုက်ရင်ဆိုင်လိုက်ပြီးမိမိ၏မိခင်ကိုအတုံးချကာမြင်း၏ယောဂဝေဒနာကိုကုသလိုသည့်အတွက်လှောင်ပြောင်းလိုက်သည်